ရှော့တူဟာဒီ9000နဲ့ဘယ်လိုလုပ်ရမှာလဲဟောတော့တာမှာ4000ပဲရှိတယ်ဗျအပတ်စံနဲ့ခွဲတော့ဝယ်လို့မရဘူးရှော့ ဟဲ့ဖြိုးမောင် ဟာငါမှလည်းငါရှိတာကိုငါပေးရတယ်ကွာအဲ့ငါတော့မဟုတ်တော့စောင်းမလို့ဆိုတော့တခြားဝယ်စားလိုက်ကြောက်ဒီလို မယူဗျာအဖေတော့မကြရနဲ့ပဲကြောက်တဲ့ချင်းတွေကျမမျက်နှာငယ်ရတယ်ဗျ ဟဲ့ဖြိုးမောင်နေဘယ်လိုလုပ်နေအဲ့နဲ့ဖေနော် အမေလည်းပြောတာတိုင်းတော့စားကြဒီနေ့တော့ဒီလောက်ပဲကွာနောက်ရက်ကြမှာပဲမင်းတို့ဟောပါလိုက်ကြည့်ပါမယ် ရပါတယ်ကွာ အဲ့ကဘိုးတော်ကြီးနဲ့ဘွားတော်ကြီးကွာပတ်စံထားတာမရဘူး ရပါတယ်ဘာလဲပါငါတို့တကယ်ကြီးနေအောင် စားအကွဲပြင်းပြတော့ကွာလောက် ဟုတ်ဒီကပြပြကောင်းတယ်ကိုစမ်းလေးပဲသတ်ပါပဲနော်ညီမလေးအဲ့လောက်ပါကွာဒီနေ့အိမ်ကတော့ပြရပါအဲ့ဒါရှိနေတယ်တော့ဒီပြကြည့်အောင် ကိုသုံးမောင်ဖြိုးမောင်တော့ကျမတို့အိမ်လာကတက်စပရက်ပတ်စံနဲ့ကုန်ပါသွားပြီတော့ ဘယ်လိုဖြစ်တာတော့မိမ ကျုံတကယ်တပြားမှမရှိတော့